အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးပါเนาะများသောအားဖြင့်ကျွန်တော်တို့လူတွေကပျော်ရွှင်ခြင်းကိုကြိုက်ကြတယ်ဘာဖြစ်ဖြစ်ပျော်ရွှင်ကြတယ်ပြေးစုံတယ်ဒါမျိုးအားလုံးကလိုချင်တယ်ဒါမဲ့ပေါ့เนาะကိုကောတေချာပေါ့เนาะကိုဘာလုပ်ရင်ပျော်မှာလဲဘလို့ပေါ့เนาะပတ်စံရှင်ပျော်မှာလားကိုကဒါမှမဟုတ်ကိုစိတ်ကြိုက်ကိုဖြစ်ရှင်တဲ့အားတစ်ခုရရှိရင်ပျော်မှာလားတို့ကိုတိုင်းကိုလဲပေါ့เนาะကိုကဘာအကြောင်းကြောင့်ဟိုရည်ရွယ်ပြီးတော့ကိုကဘလို့လုပ်မှကိုပျော်မှာလဲဆိုတော့အချက်များကိုလည်းသုံးသပ်ဖို့လိုပါတယ်လိုပဲပေါ့နော်လောကမှာအလုပ်တစ်ခုလုပ်တယ်ဘဝတစ်ခုဖြတ်တန်းတယ်ဆိုတာဘယ်နေရာမှာမှကျွန်တော်တို့ကအားလုံးပြည့်စုံတယ်အားလုံးအဆင်ပြေနေတယ်အားလုံးကကိုယ့်အတွက်ပျော်ရွှင်စရာနော်ကိုယ့်အတွက်အကောင်းတွေပဲဖြစ်လာမယ်ဆိုတာမျိုးမရှိဘူးပေါ့နော်ဒါပေမဲ့ဘာဖြစ်ဖြစ်ကိုယ့်ရဲ့လက်ရှိနေတဲ့အခြေအနေကိုယ့်ရဲ့လောက်ကင်နေတဲ့ကိုယ့်ရဲ့အလုပ်ကိုင်ဒါမျိုးတွေမှာကိုနေချတူပါပေါ့နော်ဒါတွေအားလုံးမှာကိုကအတက်နိုင်ဆုံးကိုကအကုန်အများအတွက်တော်၎င်းကိုယ့်ရဲ့အချင်းချင်းလုံးပေါ်ကင်ဘက်တွေမှာ၎င်းကိုကစိတ်ကောင်းထားမယ်ကိုကအကောင်းမြင်စိတ်နဲ့အားလုံးကိုညီပံ့ပိုးမယ်ကိုတိုင်ကိုလည်းကိုပျော်အောင်ထားမယ်ဆိုရင်တော့ကိုကပတ်စံရှိသည်ဖြစ်စေပတ်စံမရှိသည်ဖြစ်စေဘလို့ပဲခက်ခဲဖြစ်တယ်ဖြစ်ကိုအမြဲတမ်းကိုစိတ်ထဲမှာပျော်ရွှင်မှုစိတ်ချမ်းသာမှုဒါတွေအားလုံးပေါ့နော်ရောက်ရှိနိုင်မယ်လို့ကျွန်တော်ကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်ခံယူချက်လေးကိုပြောပြရရင်ကျွန်တော်ပြောကြချက်များအားလုံးနေ့စဉ်နားထောင်ပေးကြတဲ့တူးတယောက်ချင်းအားလုံးအများကြီးကျေးဇူးတင်ပါတယ်